大家好，အခုကတော့老师တို့ကပေါ့နော်တီလီယိုခရောက်ပြီဆိုတော့အဲ့တီလီယိုခမှာ3ရက်လောက်သွားပေးမှရမယ်။ဘာကြောင့်လဲဆိုတော့老师တို့စကားပြောအပိုင်းလေးကျတဲ့နေရာမှာနည်းနည်းလေးများတယ်။အခုမှစပြီးတော့မှတေုပ်ပတ်သက်စကားကိုစပြီးတော့လေ့လာတဲ့သူတွေအတွက်ကမြန်လေးသွားပေးလိုက်လို့ရှိရင်လေသူတို့အတွက်အခက်အခဲဖြစ်တယ်။အဲ့ဒါကြောင့်မလို့ကိုနည်းနည်းလေး level မြင့်တယ်ဆိုလို့ရှိရင်တော့တီးခံပြီးတော့မှနည်းနည်းလေးကြည့်ပေးပါနော်ပေါ့နော်။ဒါပေမဲ့လွယ်တယ်ဆိုပြီးတော့လေဒီတိုင်းမလုံးနဲ့နောက်ပိုင်းကျလို့ရှိရင်ခက်သွားလို့ရှိရင်မလိုက်နိုင်မဖြစ်လိမ့်မယ်အခုလွယ်တယ်ဆိုပေမဲ့လည်းကိုလိုကအဆွဲတဲ့ထိကိုကြက်သွားပြီเนาะအဲ့ဒါမှတကယ်လဲတွေ့မှာစကယ်ပြောတဲ့အခါမှာအတိုးချလို့ရမှာမဟုတ်ဘူးဆိုရင်လေဒီသူတစ်ခုကိုလိုကတွတ်လဲလဲနဲ့လိုကမှတ်မိထားဖို့ဆိုလို့ရှိရင်ဘယ်လိုမှအဲ့ဒီစကယ်စုကိုလက်တွေ့မှာပြန်တိုးချလို့တတ်မှာမဟုတ်ဘူးတချို့ဟာတွေဆိုလို့ရှိရင်လေမှတ်မိတည်အောင်ရှိပြီလေတကယ်မှတ်မိတဲ့အရာတွေအားရှိတယ်ဒါရှိလို့သုံးတင်တဲ့ထဲမှာနင်းတွေးနေရတယ်အဲ့ဒီအတွက်ကြောင့်မလို့အကြံပေးချင်တာကကျတော့ဘလောက်လွယ်တယ်ဆိုပေမဲ့လည်းပေါ့နော်အဲ့ဒီလွယ်တဲ့စကားလိုတွေတော့မှမရဘူးဆိုရင်ရတယ်လို့ထင်ပေမဲ့တကယ်လည်းမရဘူးဆိုခက်တဲ့စကားလေးတွေဆိုရင်ပို့တော့မရဘူးဖြစ်လိမ့်မယ်ဒါကြောင့်မလို့လာရှင်းတဲ့အတူတူအကိုလိုလိုက်ပါပြီးတော့မှကြိုးစားချဖို့မျှော်လင့်တယ်ပေါ့နော်တီလီယိုခ对吧第六课嘛爸妈说呢通常在生词过一个对面多大个去呀多大讲过学校讲学校讲妈妈嘞哪儿一大ကိုအတာတက်မယ်ပါညာစီ厕所一大အဲ့ဒါ一大ပဲရှိသေးတယ်တက်တာမပါသေးဘူးတက်တာထက်မယ်ဆိုရင်上厕所这样子啊上厕所家庭干股教室家庭干股怎么说教室对教室阿婆姑爷爷阿婆姑爷爷阿婆姑爷爷班长姑公园班长姑公园我们说早上我们说对早上我们说才有医院谁有医院အဲ့မှာ醫တွေစိတ်ပညာနဲ့ပတ်သက်တာလေကိုလို့လာရှိလို့ရှိကိုတက်မယ်ရွံကကြတော့ပေါ့နော်အစာဦးနဲ့ပတ်သက်တဲ့ဟာလေးပေါ့နော်အဲ့လိုမျိုး醫院ပေါ့နော်ရွက်ကိုထည့်ပေးရတယ်ခြံဝင်းတွေနဲ့အဲ့လိုမျိုးကွင်းမြင်လေးလိုမျိုးအဲ့လိုမျိုးနေရာမှာဆိုရင်ရွက်ကိုထည့်တောင်းတယ်醫院对吧မူရချောင်း幼儿园ကလေးတွေနေတဲ့ကျောင်းကိုပြောတာ幼儿园拼音ကိုတရုတ်လိုဆို拼音အဲ့လိုပြောတယ်拼音သင်္ချာကို算数对吧算数第六啥中文第六啥တပြ对吧儿歌ကလေးကပြောတာကကလေးနဲ့ပတ်သက်တဲ့ဟာ儿歌တချင်းဆိုတာ唱歌တချင်းကို歌ဆိုတာက唱歌တချင်းဆိုတာဒီတယောက်这位张无忌校长校က学校的校ကျောင်းနဲ့ပတ်သက်တာဂျန်ကကျတော့ခေါင်းဆောင်တွေပါလိမ့်မယ်မှာတုံးတယ်ဟိုတနေ့တော့တင်တယ်အတန်ကောင်းဆိုရင်ပန်းကြံ对吧အဲ့ပုံစံအတိုင်းမှာတုံးတယ်校长张无忌ညီမလေး妹ညီလေးမောင်လေးကို弟弟对吧弟弟好再一次弟弟妹校长这位唱歌儿歌中文算术拼音幼儿园医院早上公园爷爷教室厕所哪儿学校去好再一次哈那的考代表表明了去学校哪儿厕所教室爷爷公园早上医院幼儿园拼音算术中文儿歌唱歌这位校长
妹妹、弟弟。好，所以老师，那明天我给你们2分钟的时间，2分钟之内你们好好背诵一下啊。好的，然后我们开始背啊。你雷毛里又做什么伤啊？你妈嘞，张欧吉弟弟要对，亲手啦，给别，丢啥，定价，拼音木头张，谁有？没那说说，反正阿婆，沙丁看，一打，被骂嘞，张多少啦 ？OK， 多的喏，以下多少比谁？那他考了太不表没？多少张？被骂嘞，应答，沙丁安，阿婆，班长，那说说，谁有？木头张，拼音，定价，丢啥？给别，人手啦，弟弟要，张欧吉，你妈嘞？你嘞毛嘞？好的，老师讲你比如ခုနတော့မေးလိုက်တယ်你嘞毛嘞လို့မေးလိုက်တာ ਨੇ 弟弟ညီမလေးဆိုရင်မှဲ့မယ်အကြောင်းဦးကြီးဆိုရင်ရှောက်ကြောင်းအဲ့လိုမျိုးတန်ပြောနိုင်ပြီဆိုလို့ရှိရင်တော့ဒီသင်ခန်းစာကိုလိုအပ်ပိုင်နေသွားတဲ့အတွက်ကြောင့်မလို့အသစ်ဆက်လို့ရပြီဒါကလို့မပြောနိုင်သေးဘူးဆိုရင်ပြန်ကြက်မယ်နော်ဟာဟေး我们继续上课二嘛ကခြံရုပ်句型မြင်တဲ့လို့တိုးကြီးရှိတဲ့ဒီခန်းထဲမှာပါတယ်ဝက်ကြပုံစံလေးတွေပေါ့ပေါ့နော်ဆိုတော့ဒီမှာပေါ့ရှောင်းဟွာချွိနောင်ဆိုတာငါအိမ်မှာမဟုတ်ဘူးရှောင်းဟွာကဘယ်ကိုသွားလဲပေါ့နော်အဲ့ဒါချက်ပြင်ပေးလို့ရှိရင်မားလာဟာလေးကိုပြင်ပြီးတော့မှပုတ်ပေးလိုက်မယ်နော်ပြန်ပြီးတော့မှ小华去哪对小华去学校小华ကကျောင်းကိုသွားတယ်小强去厕所小强က厕所အိမ်သာကိုသွားတယ်ပေါ့နော်陈老师去教室ဆရာချေက教室စာသင်ခန်းကိုသွားတယ်爷爷ဖိုးဖိုးကစာကျဲဖွားအောက်ကျတိုင်းစီတာလားနော်去公园ပန်းချံကိုသွားတယ်妈妈是医生妹妹ကဆရာဝန်ပါ早上မနေ့ဆိုတော့အခြေပြဖို့ကိုစဉ်းစားတဲ့ကြောင်းလုံးရဲ့အရှိဆုံးဒါမှမဟုတ်စပ်ချေရဲ့အနောက်မှာဖြစ်ရတယ်早上မနေ့ဆိုတော့他去医院သူကဆေးရုံကိုသွားတယ်我去幼儿园ငါကမူဂျိုကျောင်းကိုသွားတယ်哥哥去哪ကိုကိုကဘယ်ကိုသွားတာလဲ他是学生သူကကျောင်းသားပါ他去学校သူကကျောင်းကိုသွားတယ်你们学什么你တို့ဘာသင်နေရကြတာလဲ我们学拼音ဒီနေ့နေပြီးတော့မှန်သွားပြီငါတို့拼音ကိုသင်နေကြတာပါ我们学算术ငါတို့သင်္ချာကိုသင်နေကြတာပါ我们学中文ငါတို့သင်္ချာသင်နေကြတာပါ我们学儿歌ငါတို့ကလေးကပြောင်ကိုသင်နေကြတာပါ我们学唱歌ငါတို့တချင်းဆိုတာကိုသင်ယူနေကြတာပါ这位是刘老师ဒါကတော့ဆရာလျှို့ပါ这位是文老师ဒါကတော့ဆရာဝန်ပါ这位是校长ဒါကတော့ကျောင်းအုပ်ကြီးပါ那是小丽ဟိုဟာက小丽ပါ对吧那是小猴ဟိုဟာက小猴ပါ那是我妹妹ဟိုဟာကငါညီမလေးပါ那是我弟弟ဟိုဟာကငါညီလေးပါ
我冇理吧，那是哦没有，那是说你听了，那是说你听来的，那是我妈妈和我妈妈吧，那是我爸爸和我爸爸吧，再来一次，那是我爸爸，那是我妈妈，那是我弟弟，那是我妹妹，那是小红，那是小丽，这位是校长，这位是文老师。这位是刘老师，我们学唱歌，我们学儿歌，我们学中文，我们学算术，我们学拼音。你们学什么？他去学校，他是学生。哥哥去哪？我去幼儿园。早上，他去医院。妈妈是医生，爷爷去公园，陈老师去教室，小强去厕所，小华去学校，小华去哪儿？再次，小华去哪儿？小华去学校，小强去厕所，陈老师去教室，爷爷去公园，妈妈是医生。早上他去医院，我去幼儿园，哥哥去哪？他是学生，他去学校。你们学什么？我们学拼音，我们学算术，我们学中文，我们学儿歌，我们学唱歌。这位是刘老师，这位是文老师。这位是校长，那是小丽，那是小红，那是我妹妹，那是我弟弟，那是我妈妈，那是我爸爸。好，喺度了，在家好好背一下。老师都今天嘛，上一次呢，常用句型數咧，那班里有背背嚟呢，喺度個အိမ်မှာ即係睇ပြီးတော့မှ唔嚟ပြန်啲 video လေးကို唔定嘛。မနေ့ပြန်နောက်ထပ်ဗီဒီယိုလေးကိုမတင်ခင်မှာအဲ့ဒါလေးကိုလိုဝရနိုင်မယ်လို့မျှော်လင့်ပါတယ်အားလုံးပဲစိုက်ကြည့်အောင်